အဖရဲ့ဖခင်လေအဖဖခင်ကတော့ဒီဗုဒ္ဓရုပ်ကတော့မင်းတို့မင်းဝတ်တန်စာရဲ့ဘယင်ကိုယ်ွက်တဲ့ဖခင်ဆိုတော့မင်းဝတ်တန်စာနဲ့ပေါ့နော်အဲ့ဒီပုံစံလေးကိုတော့ပူဇော်ထားတာမကိုက်ဆံလွဲနေပေါ့ကွယ်နောက်မှာကြားမင်းတွေ့လားနာမည်ကြီးလေးပါနဲ့လေကျွန်တော်တို့အင်းဝမြို့ဟောင်းမှာရှိတယ်အင်းဝမြို့ဟောင်းမှာရှိတယ်မဟာလောကတရဖူဖရာဖြစ်ပါတယ်ဗောနော်ဒါဒီထဲမှာဒီအဘဘိုးမင်းကောင်ရဲ့ဒါတော့အဘဘိုးမင်းကောင်ရဲ့အင်းဝမင်းကောင်တမထောင်ဆိုတဲ့အဘဘိုးမင်းကောင်ရဲ့ဓပနအောင်တက်ရှိပါတယ်ပုပ်ပါဆိုတောင်ညွမျက်စီကအောင်မင်းကောင်ဘိုးတော်တရှာကြမပါလေဒီအချိန်နဲ့ခொနည်းသားသမီးတွေနော်ဆူတောင်းလို့အောင်မြင်ကြပါနဲ့အင်းဝမင်းကောင်တမထောင်နဲ့လက်မထောင်တမထောင်အားလုံးပဲကျမ်းမာချမ်းသာပြီးလုပ်ငန်းဆောင်တာများအဆင်ပြေအောင်မြင်ကြပါစေအဘအင်းဝမင်းကောင်ရဲ့အင်းဝအောင်မင်းကောင်ကြီးရဲ့အောင်ဓာတ်တွေရပြီးတော့ဘဝမှာလက်မထောင်ပြီးတက်မထောင်နိုင်ကြပါစေအောင်ဓာတ်အေးဓာတ်တွေရကြပါစေ